ဒါကတော့မိဖြစ်သူကိုကယ်ဖို့အတွက်မီးလောင်နေတဲ့ဆက်ကိုထက်တိုက်ပေါ်ကိုဘာပစ္စည်းမှမပါဘဲလက်စွပ်ဆန်ဖျားတက်ခဲ့တဲ့သားတယောက်အကြောင်းပါသူ့မိကမိတက်ကလထိုင်နေမှုလို့လမ်းမလျှောက်နိုင်ရှာဘူးအဲ့ဒီအချိန်မှာမိသက်သမားတွေကလည်းအောက်ထပ်ကမီးတွေကိုပဲနှိမ့်သက်နေတော့ဆိုတော့သားဖြစ်သူကမြင်မြင်ချင်းပဲဘာမှမစင်စားတော့ပဲအနားမှာရှိတဲ့ဝါယာဖြစ်ကက်ကြီးတစ်စင်းကိုကောက်ကင်ပြီးတိုက်ပေါ်ကိုစွတ်အတင်းတက်တော့တာပဲရင်းပေါက်တစ်ခုရောက်တိုင်းအောက်ကတန်တိုင်တွေကိုဖျက်ချေနှင်းလို့ရအောင်အောက်ကိုကွေးချပြီးတော့အပေါ်ကတန်တိုင်တွေကိုဖျက်ပြီးလက်ကင်လုံးနဲ့မီးလောင်နေတဲ့နေရင်ကြီးပေါ်မှာသူ့ဘာသာသူဖေကားတစ်စင်းဖန်တီးပြီးတက်သွားတာအောက်ကရဲတွေကမီးမောင်းတွေနဲ့ထိုးပြီးဆင်းခဲ့ဖို့အော်ဒရီပေးနေတာတော့သူဘာမှမကြားနိုင်တော့ဘူးသူ့ကောင်းထဲမှာအမေကိုကယ်ရမယ်ဆိုတဲ့စိတ်တစ်ခုပဲရှိတော့တာလေတကယ်တော့သူတက်နေတော့မှတင်ပါဆောင်လိုကျိုးသွားခဲ့သေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာနာကျင်မှုကိုမသိတော့ပဲစိတ်ဆန္ဒတစ်ခုတည်းနဲ့တင်အသက်လူပြီးတက်သွားတာနောက်ဆုံးအမေရှိတဲ့တိုက်ခန်းသတင်းပေါက်နာရောက်တော့မှန်ကိုရိုက်ခွဲပြီးအထဲဝင်ရှာတာပေါ့ဒါပေမဲ့အမေကိုဘယ်နေရာမှရှာမတွေ့ဘူးငါနောက်ကျသွားပြီလားဆိုပြီးရင်ကျိုးမတက်ဖြစ်နေတော့မှသူ့အမေကိုမိသက်သမားတွေကဘေးကင်းကင်းနဲ့ကဲထုတ်သွားပြီးသားဖြစ်နေမှန်းသိလိုက်ရတာဒါကတော့ဖီလာဒဲလ်ဖီးယားမြို့ကမီးလောင်နေတဲ့ဆက်ကိုထက်တိုက်ကြီးပေါ်ကိုအထဲမှာပိတ်မိနေတဲ့အမေဖြစ်သူစီရောက်အောင်တက်ဆုံဆန်ဖျားတက်နေတဲ့မျိုးသားတယောက်ရဲ့မြင်ကွင်းပါကျွန်တော်ကတော့အမေထဲမှာတည်သွားမယ့်ရေးကိုဒီအတိုင်းထိုင်ကြည့်မနေနိုင်ပါဘူးအမေကိုအဲ့ဒီထဲမှာဒီအတိုင်းပစ်ထားလိုက်မယ့်အစားကျွန်တော်ပြုတ်ကြပြီးတေးရရင်တော့ကျင်တတ်ပါတယ်လို့သူကပြောသွားခဲ့ပါတယ်တကယ်လို့သင်ဟာတင်ထားခင်ကိုအကောင်းဆုံးလို့ယုံကြည်ရင်အသေးပေးပြီး follow လုပ်ပေးပါပါမလုပ်ဘူးဆိုရင်တော့သင်ဟာတင်ထားခင်ကိုမချစ်ရရောက်ပါလိမ့်မယ်သင်ရဲ့ချစ်ချင်းမေတ္တာကိုပြသဖို့အတွက်ဒီဗီဒီယိုကိုမျှဝေပြီး comment မှာလည်းအသေးပုံလေးတွေပေးခဲ့ကြပါဦး